ဒါတော့ဒီ spiritual ဘိုင်းကိုယုံကြည်ရဲ့ universe ကိုယုံနေဆိုတဲ့လူတွေပေါ့နော်ပြီးတော့ဒီ witchcraft နဲ့ half day crystal ရဲ့ energy ကိုယုံကြည်ရဲဆိုတဲ့သူတွေအတွက်ပဲဒီဗီဒီယိုကကြည့်ဖို့တင်တော်ရပေါ့နော်အဲ့တော့ spell jar လေးလောက်ထားတာဖြစ်တဲ့ customize spell jar ပါသူကကျတော့ဒီ grow up ဖြစ်ဖို့အတွက်အပ်ထားတဲ့ spell jar လေးပေါ့နော်သူကဒီ watch channel လေးထွက်လာတယ်ပြီးတော့ဒီတက်ပို့ပြီးတော့သူ grow up ဖြစ်ချင်တယ်ပေါ့နော်သူကလူလိုတိတ်ပြီးအားမရတာလေးရှိနေတယ်အဲ့ဒီအပိုင်းလေးတွေအတွက်အဓိကအပ်ထားတယ်ဒါပေမဲ့သူအပ်ထားတဲ့တက်ကိုပို့ပြီးတော့မှသူစီမှာအကြည့်တက်လေးရှိဖို့ရောလူချစ်လူခင်ပေါ်ဖို့ပြီးတော့စိတ်တည်ငြိမ်ဖို့နဲ့စောအိပ်ပြီးရောပေါ့နော်ဒီဘယ်လိုပြောမလဲအချိန်မှန်အိပ်ပြီးအချိန်မှန်ထားနိုင်မှုအတွက်ပေါ့အခုနောက်ပိုင်းဆိုရင်ကျမတို့ဒီလူငယ်တွေကနော်ဖုန်းတွေတုံးနေပြီးညဆိုမအိပ်ဘူးအဲ့လိုမျိုးတွေဖြစ်တော့ပို့ပြီးမှအဲ့လိုဆိုဝက်ချန်နေထွက်တယ်လေ stress တွေပြီးရဲအဲ့ဒါလေးပျောက်ဖို့အတွက်တော့လုပ်ပေးထားရယ်နော်ဆိုတော့မေးစရာရှိတာပေါ့နော်တိတ်ပန်နေကြစဉ်းစားရတဲ့သူတွေပေါ့တချို့အတွက်ကြတော့အဲ့လိုဆိုရင်အဲ့လိုလုပ်တိုင်းဒါလုပ်တိုင်းပျောက်သွားမှလားဆိုအဲ့လိုတော့လည်းမဟုတ်ဘူးဒါတော့တစ်ဖက်တစ်လမ်းကနေပြီးတော့ထောက်ကူပြုတဲ့ပုံစံမျိုးပေါ့နော်ကိုလဲဆင်ချင်မယ်ဒီဟာရဲ့ energy လေးကလည်းကိုယ့်ပေါ်မှာတက်ရောက်နေမယ်ဒီလိုပုံစံမျိုးပေါ့ဒီမှာဆိုရင် cham ရွေးတာပေါ့နော် cham ကလည်းဒီ special တစ်ခုအပေါ်မှာတက်ရောက်မှုရှိရပေါ့နော်ဒါကြောင့်မလို့ cham ကိုလည်းတခြားချင်းပြီးရွေးရတယ်ဒီမှာကျမကတော့ဒေါင်းလေးသုံးပေးထားရပေါ့နော်ဒေါင်းရဲ့သဘောတရားတည်ရမလားလှရလေအလှရဲ့ဘယင်မပဲလေနော်ဒေါင်းဆိုတော့ဒါပေမဲ့ဒေါင်းလို့တော့ရှေ့ရလှပြီးနောက်ကတော့ဖင်မပြောင်းစီဘူးကတော့ကိုပဲကြည့်ဆိုင်ရမှာပေါ့နော်အဲ့လိုမျိုးလေးပြီးရင်မှာ crystal ကိုအများကြီးသုံးထားတာနော်3မျိုးလောက်ပါမယ်green adventure ပါတယ် hot white ပါတယ် request ပါတယ် clear quest ပါတယ်4မျိုးသုံးပေးထားဒီ clear quest ဆိုရင်လည်းအကြီးသုံးပေးထားအရင်ကြီးတော့မဟုတ်ဘူးဒီ plain နဲ့ဆန်နေတာပေါ့နော်raw သုံးလေးသုံးပေးထား chip လေးမဟုတ်ဘူး raw ကဈေးများရယ်နော်အနည်းဆုံးတစ်တုံးကို3000နဲ့5000ကျရှိရယ်ဒီလားဝယ်ရင်လေအဲ့ဒါကိုကျွန်မ3000သုံးပေးထားတယ်ပြီးတော့ဒီရေမွေးဆိုရင်လည်းဒါကျွန်မဆရာဓမ္မကြီးဆရာနေပြီးတော့မှဘယ်လိုပြောမလဲရထားရဟာပေါ့နော်အမွေရထားတာကြီးအဲ့ဆိုလို့ရှိရင်လည်းဒါတော်ယုံနဲ့သူကဒီမရဝယ်လို့လည်းမရဘူးเนาะအဲ့တည်းကတကယ်အစီနှစ်ပါသုံးပေးထားပြီးတော့ဒါကျွန်မရောင်းနေတဲ့ lucky perfume လည်းသုံးပေးထားပါတယ်ဒီထဲမှာဆိုရင်လေသူ့ကို crystal တွေ herbs တွေကိုမှသူဆောင်ချင်တဲ့အကြောင်းအရာနဲ့လိုက်တာအပြင်ကိုသူ့ရဲ့ zodiac sign နဲ့လိုက်တာလေးပါရွေးပြီးတော့ထည့်ပေးထားသေးရဲ့เนาะစီရင်လို့တော့မပြီးသေးဘူးထက်ကြံသေးရဲ့2ဆင့်လောက်